ကိုကဘယ်လောက်ထိညံကောင်းအောင်လဲဘယ်လောက်ထိမျှော်မြင်ရှိရမလဲဘယ်လောက်ထိပညာတတ်ဖို့လိုလားလဲဆိုတော့ခေတ်ကာလအားလျော်ဆိုတာလိုအပ်ချက်တွေအများကြီးရှိမှာပေါ့တို့တော့ပညာတတ်ရင်လက်နက်ကင်တယ်မလို့ဒါသိကြတယ်အခုနေ့လက်နက်ကင်နေကြတဲ့သူတွေအားလုံးဟာပညာနဲ့ကြတယ်တော့ဟုတ်ပညာမဲ့ကြတယ်ပဲဒါကြောင့်သောလူတွေပညာတတ်အောင်လို့ရံဖြစ်เสียမလို့ရံဖြစ်เสียမလို့ပဲနဲ့ငြိမ်းချမ်းရေးရတာမကောင်းဘူးလားရံဖြစ်ပြီးမှငြိမ်းချမ်းရေးရတာဆိုသေသွားတဲ့သူအများကြီးလေပိတ်ဆက်လိုက်ရတဲ့သူအများကြီးလေတချို့ကြတော့လေသေတာတန်တယ်တချို့ကြလည်းသေတာမတန်ဘူးတန်းယူတယ်ဘဘောတော့ဘယ်သူမှမသေးစေချင်ဒီနိုင်ငံနဲ့ဟုတ်ပြီနော်အေးဒါကြောင့်နိုင်ငံချစ်စိတ်ဆိုအဲ့ဒါပြောဘယ်သူမှထိခိုက်ကြမလို့နဲ့တိုင်းပြည်ကိုအောင်မြင်အောင်ဖြစ်ထွန်းအောင်တို့ရလုပ်နိုင်အကောင်းဆုံးပဲအဲ့ဒါလို့ပြောရင်ဘဘောကိုပြောကြအောင်ပဲရှင်ပြနိုင်ငံရေးထားလို့ပါလားရှင်ပြသမ္မတလုပ်ပါလားဘဘောသမ္မတလုပ်ဖို့လည်းရည်ရွယ်ချက်မရှိဘူးနိုင်ငံရေးလုပ်ဖို့လည်းရည်ရွယ်ချက်မရှိဘူးဒါပေမဲ့ဘဘောနိုင်ငံအရေးကိုလုပ်နေတာဘုန်းကြီးတွေအတွက်လည်းလုပ်တယ်သာသနာအတွက်လည်းလုပ်တယ်နိုင်ငံအတွက်လည်းလုပ်တယ်လူမျိုးအတွက်လည်းလုပ်တယ်ပညာရေးအတွက်လည်းလုပ်တယ်နိုင်ငံအရေးဆိုတာ politics လို့ခေါ်တဲ့နိုင်ငံရေးတဲ့အထက်မှာရှိနိုင်ငံရေးဆိုတာအများစုဟာပါတီကိုဗဟိုပြုတယ်နိုင်ငံရေးဆိုတာတနိုင်ငံလုံးကိုကိုစားပြုတာတာရေးနာရေးအကုန်ပါတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လူတွေရဲ့စိတ်နေစိတ်ဓာတ်ဖွံ့ဖြိုးတိုးတက်ဒါကြောင့်ဘုန်းကဒီဟာလေးကိုပြောလိုက်တယ်ပြည်သူ့ပြည်တင်တဲ့ရည်ရွယ်ချက်ကနှစ်ချက်ပဲတစ်ခုကဘာတော့ဇာတိတလို့ခေါ်တော့စိတ်နေစိတ်ဓာတ်ကောင်းဖို့နောက်နံပါတ်2ကအဲ့နှစ်ခုကောင်းပေါင်းပြီးတော့တစ်ခုတည်းပြောလိုက်တော့နိုင်ငံသားကောင်းတစ်ယောက်ဖြစ်ဖို့ good citizen ဒါကြောင့် citizenship education ဆိုတာပြည်သူ့နေတီကိုပြောဒါအဲ့နှစ်ချက်ကိုပေါင်းလိုက်တော့တစ်ခုပဲပြည်သူ့နေတီကဘာအတွက်တော့နိုင်ငံသားကောင်းတစ်ယောက်ဖြစ်ဖို့လို့ပြောနိုင်ငံသားကောင်းဆိုတန်းဝင်ပေါဝင်တယ်ပေါ့ကမ္ဘာမှာတန်းဝင်ပေါဝင်တယ်လေးစားလောက်အောင်ဂုံရည်သွေးပြည့်တဲ့နိုင်ငံသားမျိုးကိုပြောတာအဲ့ဒါဘုံဘုံတို့အများကြီးလေ့ကျင့်အများကြီးပြင်ဆင်အောင်ပဲမင်းတို့ကိုယ်နဲ့မဆိုင်ဘူးလို့နေတယ်ဆိုရင်တော့ဘုံဘုံတို့လည်းဘုန်းကြီးတွေနဲ့မဆိုင်ပါဘူးကနိဗ္ဗာန်ရောက်ကြောင်းရဲ့ဘုန်းကြီးနဲ့ဆိုင်နေဆိုတော့မြတ်စွာဘုရားရှင်နိဗ္ဗာန်ရောက်ကြောင်းရဲ့ဘုန်းကြီးနဲ့ဆိုင်တယ်လို့ဘယ်သုတ္တမှာမဟုတ်လောကီတွေလည်းဟောတယ်လောကုတ္တရာတွေလည်းဟောတယ်ဒီဝိနည်းသုတ္တတော်သင်္ကလဝရသုတ္တတော်ကလောကီကိုအများကြီးကိုးစားပြုထားတယ်သမုဒိသစ္စာကိုလည်းဟောတယ်ပရမတ္ထသစ္စာကိုလည်းဟောတယ်လောကမှာနေတတ်ဖို့လည်းဟောတယ်သိတတ်ဖို့လည်းဟောတယ်လောကရဲ့လွန်မြောက်ကြောင်းကိုလည်းဟောတယ်လောကထဲမှာရှိရင်နေတတ်ဖို့လည်းလိုတယ်သိတတ်ဖို့လည်းလိုတယ်လောကလွန်မြောက်နိုင်တဲ့တရားအမျက်ဆုံးဒါကြောင့်အမျက်ဆုံးတရားနဲ့အကောင်းဆုံးတရားတွေဟောခဲ့အမျက်ဆုံးတရားတော့နိဗ္ဗာန်ပေါ့အကောင်းဆုံးတရားတော့လောကမှာဘယ်လိုနေမလဲဘယ်လိုသိမလဲဆိုတဲ့ဟာတွေကိုဘုရားရှင်နှစ်မျိုးလုံးဟောပါတယ်နော်အဲကြောင့်ဘုန်းကြီးတွေရဲ့တာဝန်ကလည်းနိဗ္ဗာန်အကြောင်းကြီးရဲ့တသက်ဟောမဟုတ်ဘူး။ကံသားတို့ကနိဗ္ဗာန်အကြောင်းအောင်မယ်။ဘယ်လိုဘလောက်စိတ်ဝင်စားမလဲ။စိတ်ဝင်စားနိုင်မှာမလား။နိဗ္ဗာန်ဆိုတာခဏထားအခုမင်းတို့ဘယ်လိုမျိုးလူလိုသူလိုဘယ်လိုနေရမလဲတော့မင်းတို့မသိသေးဘူး။ဒါဘုန်းပြောတာသဘောကျလားမကြောက်လား။လူလိုအသိလူလိုနေနည်းကိုစတင်ရတယ်။အဲ့ဒီကြမှာလူအသိတဲ့တာမန်လူအသိတဲ့အစင်းမြင့်တဲ့နိဗ္ဗာန်အကြောင်းအသိတွေကဒုတိယအဆင့်ပဲပေါ့။ဟုတ်လား။အဲ့ဒါကိုဘုံဘုံတို့ပြောတာဒါကြောင့်ပြည်သူတွေတင်ရတဲ့ရည်ရွယ်ချက်နှစ်ချက်ကိုပြောဗါတယ်ပါတော့အဓိကမှာအပေါ်နှစ်ချက်ကိုချိုးလိုက်တော့တခုပဲနိုင်ငံသားကောင်းဖြစ်ဖို့အဲ့ဒါကိုမလို့ပြောတယ်ပါနိုင်ငံကြီးသားစိတ်ဟုတ်လားအမေရိကန်ဆိုရင်တခိုးဖြစ်ရင်ဖြစ်နေပြီအမေရိကန်နိုင်ငံသားဆိုဆရာကြီးပဲတခိုးဖြစ်နေတော့မနဲ့လေအမေရိကန်နိုင်ငံသားပတ်သက်ကိုင်တာဆရာကြီးပြမေးအမေရိကန်နိုင်ငံသားမြန်မာပြည်မှာလာခိုးတယ်မြန်မာပြည်ရဲ့ရဲတွေကဖမ်းလိုက်တယ်ဖမ်းပြီးအဲ့ဒီလူကိုသိရင်လို့မရဘူးအကယ်ပြင်းပြတဲ့သိရင်မဆိုအမေရိကန်ဆိုရအမေရိကန်တန်ရုံးကိုအရင်ဆက်သွယ်ရမင်းတို့နိုင်ငံသားတော့ဒီမှာခိုးစားနေတယ်ကွာနော်အဲ့ဒါဒီတိုင်းစီရင်ချက်ချအမေရိကန်မြန်မာပြည်ကိုအပြစ်တင်ပါအရေးယူပါမလေသူနိုင်ငံသားတခိုးချဖို့အစားကာကွယ်ထားတာတို့နိုင်ငံသားကျတော့ဟိုနိုင်ငံရမှာဘယ်လိုနေရတယ်မင်းတို့သိလိမ့်ကိုယ်တိုင်သိလိမ့်မယ်အဲ့ဒါနိုင်ငံကြီးသားဖြစ်ခြင်းမဖြစ်ခြင်းရဲ့အင်အားသွားကွာစူပါပါဝါလေးကွာဒီမှာလုံးမှာအမေရိကန်စူပါပါဝါလေးကွာစူပါပါဝါပြီး great power လေးကွာတို့နိုင်ငံမဖွံ့ဖြိုးတဲ့နိုင်ငံတွေထဲမှာအခုပါလဲဆိုတော့ကြာရှုံးနိုင်ငံထဲမှာတော့ရောက်နော်တန်းဆင်းဆုံးမှာရောက်နေတဲ့ဘောလုံးစကားနဲ့ပြောရင်ဟုတ်လားချန်ပီယံလိတို့ဘာလို့ဝင်ကုန်ဆိုအဝေးနော်ဘောလုံးတော့တန်းဆင်းဆုံးမှာရောက်နေဒီနိုင်ငံကိုမင်းတို့ recover ပြန်လို့မင်းတို့တော်ကောင်းတဲ့ကောင်တွေပဲဘိုးကျောင်းအောင်ဆန်းတို့တဲ့ကြိုးစားမှရဟောဘုံပြောတာမင်းတို့သဘောပေါက်လားအလုံးလောက်ခွင့်ရတာကံကောင်းတာအလုံးလောက်ခွင့်ရတဲ့ဟာကံကောင်းတာ
အလုံးလို့ဖို့အခွင့်အရေးတွေမရတော့ဘူးဆိုမင်းတို့ကန်ဆိုးတာပဲမြန်မာတွေကအဲ့လိုကန်ဆိုးခဲ့တယ်တရားသာတာပေါ်တယ်မိဘတွေကမြန်မာပြည်မိဘတွေကသားသမီးတို့အလုံးလုံးဆရာမလိုပဲနဲ့မွေးလာခဲ့တယ်အဲ့ဒီတိုင်းပဲနေခိုင်းတယ်အတော်ကန်ဆိုးတဲ့သားသမီးတွေပဲဒုက္ခရောက်တော့တာပဲအဲ့ဒီတိုင်းနဲ့10 စုနှစ်ပေါင်း5 စု6 စုလိုက်ဖြစ်လိုက်တော့မြန်မာပြည်ခုပြပုံနဲ့ရောက်သွားတယ်ဟုတ်လားသူများနိုင်ငံကခိုင်းတယ်ကလေးကိုလေ့ကျင့်ပေးတယ်ဂျပန်မှာမင်းတို့တွေ့ပါလိမ့်မယ်မူဂျိုတက်တယ်2 ရက် 3 ရက်တော့လိုက်ခွင့်ရှိတယ်ပထမ3 ရက်ကလေးကိုလက်ဆွဲခွင့်ရှိတယ်နောက်ရက်ဆိုလက်ဆွဲလို့ဝင်သွားဒုနိုင်ငံတော့ချီးပိုးပြီးဂုတ်ကွာတည်ပြီးသွားတာဟုတ်လားနော်10 တန်းဖြေတော့လည်းမိဘတွေကချောင်းနေတော့မယ်လိုက်ဖို့ကြိုးနေရတော့မရှိဘူးကဲမိဘတွေကကြောင်းလိုက်ဖို့နေတယ်ကြောင်းဖို့တဲ့အချိန်မကုန်ဘူးလားသားသမီးတွေရောမိဘပေါ်မိခိုစိတ်တွေမများဘူးလားမိခိုလိုက်တာကလေးတွေမွေးယောက်ျားတွေရကလေးတွေမွေးပြီးတော့လည်းအိမ်လားကတ်နေတယ်ဒါလူများနိုင်ငံမှာမရဘူးတို့နိုင်ငံအမိခိုသိပ်များတယ်အမိခိုသိပ်များလို့ဒါကြောင့်မဖွံ့ဖြိုးတာဟိမတိုးတက်တာပြောတော့မြင်လောင်ရိပ်မိမခံဘူးလေခင်ဗျားတို့ကလွှမ်းမိုးတယ်တဲ့ဟုတ်လားမလွှမ်းမိုးစေရင်ကိုယ့်ကိုယုံထွက်နိုင်အောင်လွတ်လွတ်လပ်လပ်ရက်တည်နေအောင်မင်းတို့ကြိုးစားဖို့မလိုဘူးလားအဲ့ဒါဘုံဘပြောတာနော်အဲ့ဒီစိတ်သက်တတိရှိဖို့လိုတယ်အဲ့ဒါကိုဇာရိတတတိလို့ခေါ်တယ် brave ဒါတွေ brave courage ရဲရဲနေစ courage and profile ကိုယ့်ရဲ့ profile ကိုကြည့်ရဲရဲတာပဲပေါ့ဟောဦးဇောတိတာရဆိုရင်ဘုံရဲ့ profile ရဲရဲမင်းတို့ Facebook မှာပဲကြည့်ကြည့် TikTok မှာပဲကြည့်ကြည့် YouTube မှာပဲကြည့်ကြည့်ဒါမင်းတို့ social ဘာမှရဲရဲနေတယ်အပြင်ဘက်မှာလည်းရဲရဲပဲနေတယ် courage and profile ပဲကိုယ့်ရဲ့ profile အမြင်ကြည့်လိုက်တာနဲ့ profile ပါရဲရဲဖြစ်နေရတတိရှိနေရကြုံမနေရပညာရဲပွဲလေတင်ဆိုတာကိုပညာတော်တယ်လို့ပြောတာမဟုတ်ဘူးအမြဲတမ်းအစင်သက်ဖြစ်အောင်လေ့ကျင့်တာဟုတ်လားအဲ့ဒါမျိုးပြောတာကဲဟုတ်ပြီဒါကြောင့်ပြည်သူနေတင်တဲ့အဓိကတစ်ချက်ပဲပြောဆိုတော့ဘာဖြစ်ဖို့တတ်သွားပြီဒါမင်းတို့ပြည်သူနေတတ်သွားလေ့ကျင့်ဖို့ပဲလို့တော့ဟုတ်နော်ဘယ်နေရာလေ့ကျင့်အီးယိုတဲ့နေရာလေ့ကျင့်ဖြူပေါက်တဲ့နေရာသာလေ့ကျင့်ဖြူပေါက်ပြီးရေလောင်းမလိုပဲနဲ့ရေတွေအများကြီးမလောင်းလိုသလောက်လောင်းအဘေးဆင်းသွားအဲ့ဒါတွေကိုတာဝန်ကိုယူတခါတည်းတုတ်ခဲ့ဒါလောက်ကစလေနော်ဤပါပင်ရေဒီအညစ်အကြေးကုန်လာပြန်ကြည့်နှိပ်ုံနဲ့နှိပ်ပြီးပြစ်ထားပြီးတော့ဖုံးကြီးကင်ပြီးဆွဲထွက်တော့တာမလို့ကိုညစ်ကြေးကြံခဲ့တယ်ဆိုကိုတာဝန်မကင်းဟုတ်လားအဲ့ဒါနေရတိုင်းနော်သမင်းသားပြီဆိုကိုပတ်ဝန်းကျင်မှာသူများဆေးလိုက်မယ်ဆိုလိုချင်တာကွာမင်းဒီသူများစားတော့ဆိုင်သွားစားတာအစားကိုရင်းနဲ့မှာဗလချီရမ်းနေဘောနိုင်ငံတစ်ခုရောက်တယ်ဒီမိုကရေစီနိုင်ငံတစ်ခုစားတာတော့ဒါပတ်ဆက်ဖွံ့ဖြိုးတိုးတက်တယ်ဒါပေမဲ့စားတာတောက်တာကယွန်စရာကြီးအဲ့လိုတွေလည်းရှိတယ်လေအဲ့ဒါတွေကစအဖြစ်မခံအောင်